Premier League တရားသီအတွင်းဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားနိုင်တဲ့ကစားသမား9ယောက်အားလုံးပဲမင်္ဂလာပါဘောက်ဘောက် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့ဆိုပြီးပါဒီနေ့မှာတော့ဒါ Premier League တရားသီအတွင်းဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားနိုင်တဲ့ကစားသမားတွေဘယ်သူတွေဖြစ်မလဲဆိုတာဒီနေ့ဗီဒီယိုမှာ Pro နဲ့တင်ဆက်ပေးသွားကြပါမယ်ဒီကစားသမားတွေကဒါနာမည်ကြီးကစားသမားတွေပါပဲဘယ်ကစားသမားတွေဖြစ်မလဲဆိုတာ Proဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါဦးကျွန်တော်ဗီဒီယိုတွေကို YouTube နဲ့ Facebook တွေမှာသွားကြည့်ရှုနိုင်ပါတယ်ဒါဆိုကျွန်တော်တို့ဗီဒီယိုစလိုက်ကြပါမယ်1994ခုနှစ်အမေရိကန်ပြည်ထောင်စုမှာကျင်းပခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲရောက်မှသာဒီဂိုးဖန်တီးမှုဆိုတဲ့ဒါအသုံးနှုန်းကကမ္ဘာဘောလုံးလောကမှာစတင်ပြီးတော့ရေပန်းစားလာခဲ့တာပါအဲ့ဒီမတိုင်ခင်ကတော့ဂိုးသွင်းရှင်တွေကပဲလူထုရဲ့ပြည်သက်ရဲ့အာရုံစိုက်မှုကိုအဓိကရရှိခဲ့ပြီးဒါဖန်တီးရှင်တယောက်ရဲ့ထူးချွန်ပြောင်မြောက်မှုကိုတိုင်းတာဖို့ခင်းခဲ့ပါတယ်ဒီဂိုမာရာဒိုနာနဲ့ဂျိုဟန်ခရိုက်တို့လိုဒါတမိုင်းတစ်လျှောက်အကောင်းဆုံးဖန်တီးရှင်တွေကဒါဂိုးသွင်းလဲကောင်းကြသူတွေဖြစ်တာကြောင့်သူတို့ရဲ့ကစားသမားဘဝကိုအခုခေတ်ကျယ်ပွင့်နေလိုမျိုးကိန်းကနန်းတွေနဲ့တင်ဒါပုံဖော်မခံခဲ့ရတာကဒါတနည်းအားဖြင့်ဒါကောင်းတဲ့အချက်လို့တောင်ဆိုနိုင်ပါတယ်တချို့ကတော့ဒါကျွန်တော်တို့ကအပူဖြစ်တဲ့ဒီစရင်အင်းပေါ်မှာအရန်ဆွဲလန်းလွန်းနေကြတယ်လို့ညှင်းခုန်ကြပေမဲ့အသင်းဖော်တယောက်ဂိုးသွင်းနိုင်ဖို့ဖန်တီးပေးတဲ့အရေးပါမှုသူ့ရဲ့အကွက်မြင်နိုင်မှုတွေကိုတော့လစ်လူရှူထားလို့လုံးဝမရပါဘူး1992ခုနှစ်ပရီးမီးယားလိစတင်တည်ထောင်ချိန်ကစပြီးတော့ကမ္ဘာအဆင့်မီကွင်းလယ်ဖန်တီးရှင်တွေအင်္ဂလန်မြေကိုရောက်ရှိလာခဲ့ကြပေမဲ့2003ခုနှစ်မှာဂိုးဖန်တီးမှုအကြိမ်20ဆိုတဲ့စံချိန်ကိုစိုက်ထူပြီးကလေးကအဲ့ဒီစံချိန်ကိုချိုးဖျက်ဖို့ဆိုတာအလွန်ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်နေခဲ့ပါတယ်ဒီအကြိမ်20စံချိန်ကိုဘယ်သူရရှိထားလဲဘယ်ကစားသမားတွေကဒါသူ့ရဲ့အနောက်မှာရပ်တည်နေလဲဆိုတာစပြီးတော့ကျွန်တော်ပြောလိုက်ကြပါမယ်နံပါတ်9နေရာမှာတော့ Fabregas ရှိနေပါတယ်ဒီကစားသမားကတော့2009-2008ဘောလုံးရာသီတုန်းကဂိုးဖန်တီးမှု18ကြိမ်ပြုလုပ်ခဲ့တာပါလာမာစီယာထွက်ကုန်ဖြစ်တဲ့ Fabregas ကအာဆင်နယ်အသင်းကွင်းသစ်ကိုပြောင်းရွှေ့တဲ့အချိန်တောတွင်းမှာအသင်းရဲ့မျှော်လင့်ချက်အသစ်ဖြစ်တဲ့ဒါပေါ်ထွက်လာခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့ကစားသမားဘဝအစောပိုင်းကာလတွေမှာဒါနီးစနစ်ပိုင်းကောင်းမွန်ပြီးတက်ကြွလှုပ်ရှားတဲ့စပိန်ကွင်းလယ်လူအဖြစ်နဲ့ပေါ်လွင်ခဲ့တဲ့ဒီ Fabregas ကThierry Henry တို့မရှိတော့တဲ့နောက်ပိုင်းအာဆင်နယ်ရဲ့ဖန်တီးမှုအသက်သွေးကြောဖြစ်လာခဲ့ပါတယ်။ Henry ကဘာစီလိုနာကိုပြောင်းသွားပြီးနောက်တရာသီမှာပဲအာဆင်နယ်ရဲ့ကျောနမန်၄ကအရေးချင်းတွေကိုအစွမ်းကုန်ပြသနိုင်ခဲ့ပြီးတော့အာဆင်နယ်တို့ချန်ပီယံဖြစ်ဖို့နီးစပ်ခဲ့တဲ့အဲ့ဒီရာသီမှာဂိုးဖန်တီးမှု18ကြိမ်အထိတောင်သူကပြုလုပ်ပေးခဲ့တာပါ။ရာသီကုန်မှာတော့ Manchester United ရဲ့နောက်ဒါ၄မှတ်အကွာအဆင့်3နဲ့သာကျေနပ်ခဲ့ရပေမဲ့Fabregas ရဲ့စွမ်းဆောင်ရည်ကတော့တရာသီလုံးမှာတည်တည်ငြိမ်ငြိမ်ကိုရှိနေခဲ့တာပါနောက်ထပ်နံပါတ်8နေရာမှာကလည်းဒါ Cesc Fabregas ပါပဲဒီကစားသမားကဒါဂိုးဖန်တီးမှု18ကြိမ်အထိ2014-15ဘောလုံးရာသီမှာပြုလုပ်နိုင်ခဲ့ပါတယ်2009-2008ဘောလုံးရာသီရဲ့ခြေစွမ်းပြမှုအပြီး9နှစ်အကြာမှာတော့ Fabregas ကဘာစီလိုနာကနေတဆင့်ဒီအာဆင်နယ်ရဲ့မျိုးကန်ပြိုင်ဘက်ချက်စီအသင်းစီကိုပြောင်းရွှေ့ပြီးတော့ Premier League စီကိုတကြောပြန်လည်ရောက်ရှိလာခဲ့ပါတယ်သူ့ကိုတစ်ချိန်ကချစ်မြတ်နိုးခဲ့တဲ့အာဆင်နယ်ပေးသက်တချို့ကတော့အနောက်လန်ဒန်မှာသူအောင်မြင်မှုတွေရနေတာကိုကြည့်ပြီးအခုထိကိုခွင့်မလွှတ်နိုင်ကြသေးပါဘူး Stamford Bridge ကိုဒါရောက်လာတဲ့ Fabregas ကအာဆင်ဝင်းကလက်အောက်ကပုံစံနဲ့မတူတော့ပဲဒါ Mourinho နဲ့ Antonio Conte တို့ကဒါသူ့ရဲ့ကွင်းလယ်အနှိမ်ပိုင်းကနေပေးပို့နိုင်တဲ့ဖန်တီးမှုစွမ်းရည်ကိုအသုံးချပြီးတော့ကစားကွက်တွေကိုတည်ခဲ့တဲ့သဘောမှရှိပါတယ်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ဘန်လီနဲ့ပွဲမှာတင်အန်ဒရီရှာရယ်ကိုသွင်းနိုင်ဖို့သူဖန်တီးပေးခဲ့တဲ့ပုံစံကပရီးမီးယားလိသမိုင်းတစ်လျှောက်အကောင်းဆုံးဖန်တီးမှုတွေတဲကတစ်ခုဖြစ်ခဲ့ပြီးအဲ့ဒီဘောလုံးရာသီမှာစုစုပေါင်းဂိုးဖန်တီးမှုသူ့အနေနဲ့18ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။နောက်ထပ်နံပါတ်9နေရာမှာရှိနေတာကတော့ဒါဂိုးဖန်တီးမှု18ကြိမ်အထိပြုလုပ်ခဲ့တဲ့ Kevin De Bruyne ဖြစ်ပါတယ်။ဒါကတော့2016-19ဘောလုံးရာသီမှာသူ့အနေနဲ့ပြုလုပ်နိုင်ခဲ့တာပါ။ပရီးမီးယားလိသမိုင်းတစ်လျှောက်မှာ De Bruyne ကဒါ118ကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီးတော့ဒါသူ့ထက်ပိုများတာဆိုလို့ Ryan Giggs တယောက်ပဲဒါ Premier League မှာရှိပါတယ်။ Chelsea မှာ Mourinho ရဲ့ယုံကြည်မှုကိုမရခဲ့တဲ့နောက်ပိုင်းသူကအင်္ဂလန်မြေမှာဒုတိယအကြိမ်အခွင့်အရေးပြန်ရခဲ့တာပါ။ ဂျာမနီက Wolfsburg မှာခြေစွမ်းပြခဲ့တာကသူ့အတွက်အလှည့်ပြောင်းတစ်ခုဖြစ်ခဲ့ပြီးတော့2015မှာ Man City ကိုပြောင်းရွှေ့လာခဲ့ပါတယ်။ Man City ကိုစားရောက်ချိန်မှာနီးပြ Pellegrini ကကျုပ်တို့အသင်းကိုပိုကောင်းအောင်လုပ်ပေးနိုင်ဖို့ထူးခြားတဲ့ကစားသမားမျိုးလိုအပ်ပြီး Kevin ကဒီလိုလူမျိုးဖြစ်မယ်ဆိုတာတန်တရားရှိစရာမလိုဘူးလို့ဒါပြောခဲ့ပေမဲ့သူ့ရဲ့အောင်မြင်မှုကချက်ချင်းကြီးတော့ဖြစ်မလာခဲ့ပါဘူး
ပတ်ကွာဒီယိုလာရောက်လာမှပဲဒီဘရိုင်းရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာပါကွာဒီယိုလာရဲ့ပထမဆုံးဘောလုံးရာသီမှာမန်စီးတီးအတွက်စိတ်ပျက်စရာရလဒ်ရှိခဲ့ပေမဲ့ဒီဘရိုင်းကတော့ချန်ပီယံလိဝင်ခွင့်ရဖို့အရေးကြီးတဲ့နောက်ဆုံး၄ပွဲမှာဂိုးဖန်တီးမှု၄ချိန်ပြုလုပ်ပေးနိုင်ခဲ့ပြီးတော့ဒီဂိုးဖန်တီးမှုတွေအပါအဝင်စုစုပေါင်းဂိုးဖန်တီးမှု18ချိန်ထိအဲ့ဒီဘောလုံးရာသီမှာသူ့အနေနဲ့ပြုလုပ်နိုင်ခဲ့ပါတယ်နံပါတ်6နေရာမှာတော့2004-2005တုန်းကဂိုးဖန်တီးမှု18ချိန်ထိပြုလုပ်နိုင်ခဲ့တဲ့ Frank Lampard ရှိနေပါတယ်ဂိုးသွင်းအားကောင်းမှုကြောင့်လူသိများပေမဲ့ Frank Lampard ကမော်ရင်ဟိုရဲ့ပထမဆုံးချက်စီးခေတ်မှာဒါထိပ်တန်းဖန်တီးရှင်တူဦးလည်းဖြစ်ခဲ့ပါသေးတယ်နီးပြရဲ့ယုံကြည်မှုကိုရရှိခဲ့တဲ့ Lampard က2004-2005ဘောလုံးရာသီမှာချက်စီးအသင်းဒါ1955နောက်ပိုင်းပထမဆုံးအကြိမ်ချန်ပီယံဆုဖလားကိုကင်မြောက်နိုင်ဖို့အဓိကစွမ်းဆောင်ပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။သူကမော်ရင်ဟိုရဲ့တံပြန်တိုက်စစ်ကစားကွက်မှာအရေးပါတဲ့အစိပ်ပိုင်းဖြစ်ခဲ့ပြီးစောင်းဦးရာသီကစလို့အချိန်ရလာတဲ့အခါမှာတော့သူ့ကိုတားဆီးဖို့မလွယ်ကူတော့ပါဘူး။ပွဲတိုင်းလိုမှာဂိုးသွင်းဖို့ဒါမှမဟုတ်ဂိုးဖန်တီးပေးဖို့သူ့အနေနဲ့ပါဝင်ခဲ့ပြီးတော့ချက်စီတို့ချန်ပီယံဆုအတည်ပြုနိုင်ခဲ့တဲ့ပွဲစဉ်မှာလည်းလမ်ဘတ်ကပဲ2ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါကသူ့ရဲ့ကစားသမားဘဝတက်တန်းတစ်လျှောက်ဒုတိယမြောက်စွမ်းဆောင်ရည်အကောင်းဆုံးဘောလုံးရာသီဖြစ်ခဲ့ပါတယ်။နောက်ထပ်နံပါတ်9နေရာကကစားသမားကတော့မိုဟာမက်ဆာလာပါ2024-25ဘောလုံးရာသီတုန်းကဂိုးဖန်တီးမှု18ကြိမ်ထိပြုလုပ်နိုင်ခဲ့ပါတယ်။2024-25ဒီဘောလုံးရာသီမှာမိုဟာမက်ဆာလာကစံချိန်တွေကိုဇက်တိုက်ချိုးဖျက်ခဲ့ပြီးတော့လီဗာပူးအသင်းသူတို့ရဲ့ဒုတိယမြောက်ပရီးမီးယားလိဖလားကိုရယူနိုင်ခဲ့တာကဒါသူ့ရဲ့သမိုင်းဝင်ခြေစွမ်းကြောင့်ပဲဖြစ်ပါတယ်။ဆာလာကတရားသီအတွင်းဂိုးဖန်တီးမှုအများဆုံးစံချိန်ကိုမချိုးနိုင်ခဲ့ပေမဲ့စုစုပေါင်းဂိုးပါဝင်ပတ်သက်မှု48ကြိမ်နဲ့စံချိန်အသစ်အဲ့ဒီဘောလုံးရာသီမှာတင်နိုင်ခဲ့ပါတယ်။သူက29ဂိုးနဲ့ရွှေဖနက်ဆုကိုရရှိခဲ့သလို18ကြိမ်ဖန်တီးပေးနိုင်ခဲ့တာကြောင့်တစ်နှစ်တာအကောင်းဆုံးဖန်တီးရှင်ဆုကိုလည်းရရှိခဲ့ပါတယ်။နီးပြအာနေစလော့ရဲ့ကစားကွက်အရခန်းစစ်တာဝန်ကိုသူကတိတ်မယူရပဲအရှိမအစင်သင့်စောင့်နေခဲ့တဲ့လွတ်လပ်ခွင့်ကစားကွက်တွေကြောင့်ဒါဆာလာကတံမြန်တိုက်စစ်တွေမှာပြိုင်ပွဲခန်းစစ်ကိုကောင်းကောင်းအသုံးချပြီးတော့ဂိုးဖန်တီးမှုတွေပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်နံပါတ်4ကစားသမားကတော့အိုဇေးပါ2015-16ဘောလုံးရာသီတုန်းက19ကြိမ်ထိသူ့အနေနဲ့ပြုလုပ်နိုင်ခဲ့တာပါ။ဟင်နရီရဲ့ဂိုးဖန်တီးမှုအကြိမ်20ကိုတစ်ခုခုကကာကွယ်ထားသလားတောင်ထင်ရပါတယ်။ဘာလို့လဲဆိုတော့2015-16မှာအိုဇေးအနေနဲ့အဲ့ဒီစံချိန်ကိုမချိုးနိုင်ခဲ့တာကမယုံနိုင်စရာဖြစ်လို့ပါဒီဂျာမန်ကွင်းလယ်လူကပထမ18ပွဲမှာတင်ဂိုးဖန်တီးမှု16ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့ပေမဲ့ရာသီအကုန်မှာတော့ဂိုးဖန်တီးမှုအကြိမ်20ပြည့်ဖို့လွဲချော်ခဲ့ပါတယ်အိုဇေးကရာသီဝက်နောက်ပိုင်းမှာဂိုးဖန်တီးမှု3ကြိမ်ပဲထပ်မံပြုလုပ်နိုင်ခဲ့လို့ပါအာဆင်နယ်ရဲ့ကျောနံပါတ်10ကဒါလိုအပ်သလိုပေးပို့နိုင်တဲ့သူ့ဘောတွေတွေမကပဲတက်ကန်ဘောတွေနဲ့ပြိုင်ဘက်ဂိုးစီးတဲ့အထိထိုးဖောက်ပြီးတော့ပေးပို့တဲ့ cutbackဘောလုံးတွေမှာလည်းအလွန်ကျွမ်းကျင်တဲ့ကစားသမားဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုရဲ့ထိပ်ဆုံး3နေရာကကစားသမားတွေကိုပြောပြရမယ့်အချိန်ရောက်လာပါပြီ။နံပါတ်3နေရာမှာတော့ Bruno Fernandes ရှိနေပါတယ်။ဒီကစားသမားကအခုထက်ထိဒါပွဲကစားဆဲဖြစ်ပါတယ်။မန်ယူအသင်းအနေနဲ့ဒါနောက်ထပ်3ပွဲကစားဖို့ကြံရှိနေသေးတာကြောင့် Bruno Fernandes အနေနဲ့ဒါဒီထက်မကများပြားတဲ့ဂိုးဖန်တီးမှုတွေပြုလုပ်သွားနိုင်ခြေရှိပါသေးတယ်။ဒီကစားသမားကအခုလက်ရှိအချိန်မှာဆိုရင်တော့ဂိုးဖန်တီးမှု19ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။ဒီနှစ်2025-26ဘောလုံးရာသီတစ်ခုလုံးမှာပေါ့နော်ဘရူနိုဖာနန်ဒက်ကဂိုးဖန်တီးမှု21ကြိမ်ဆိုတဲ့စံချိန်တစ်ကိုချိုးဖျက်ဖို့အခွင့်အရေးကောင်းနေရလဲဖြစ်ပါတယ်ဒါပေမဲ့ပုံမှန်အားဖြင့်တော့ဒီလိုအချိန်မျိုးမှာကစားသမားတွေကစံချိန်နဲ့လွဲချော်တတ်ကြပါတယ်သူရဲ့2025-26ဘောလုံးရာသီကနီးပြသစ်မိုက်ကယ်ကာရစ်ရောက်လာမှသာပြန်လည်ပြီးတော့အသက်ဝင်လာခဲ့တာပါရာသီအစပိုင်းရူဘယ်အမိုရင်လက်ထက်မှာတော့သူကကွင်းလယ်ရဲ့ဒါခံစစ်အသားပေးတဲ့နေရာမှာသာကစားခဲ့ရတာပါကာရစ်ပေးထားတဲ့လွတ်လပ်ခွင့်အောက်မှာဘရူနိုဖာနန်ဒက်ကဂျောနမတ်10နေရာကနေကွင်းအနှံ့လှည့်လည်ဥဆောင်ကစားခွင့်ရခဲ့ပြီးတော့ဘယ်နေရာကမဆိုဂိုးဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်နံပါတ်2နေရာမှာတော့ Kevin De Bruyne ရှိပါတယ်2019-20ဘောလုံးရာသီတုန်းကသူကဒါဂိုးဖန်တီးမှုအကြိမ်20ထိပြုလုပ်နိုင်ခဲ့တာပါ Kevin De Bruyne ရဲ့ကိန်းဂဏန်းအရအကောင်းဆုံးရာသီတစ်ခုဖြစ်ခဲ့ပေမဲ့ Man City အတွက်တော့လီဖလားကိုလက်လွတ်ခဲ့ရတဲ့ထူးထူးခြားခြားဘောလုံးရာသီတစ်ခုပါ2019-18နဲ့2018-19တို့မှာပိုဆွဲခဲ့တဲ့ Man City ကယာဂျန်ကလော့ရဲ့လီဗာပူးအသင်းကိုဘာမှအဲ့ဒီနှစ်မှာမရှင်နိုင်ခဲ့ပဲလီဗာပူးတို့ပထမဆုံးအကြိမ်ပရီးမီးယားလိဖလားကိုရယူသွားခဲ့တဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်ဒီဘရိုင်းအတွက်တော့ရာသီအစကအရန်အားကောင်းခဲ့ပြီးဒါ9ပွဲမှာ10ကြိမ်အထိဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်ဒါ
ဒါပေမဲ့စက်တင်ဘာလမှာ Norwich ကိုရှုံးနိမ့်ခဲ့တာကအသင်းရဲ့အားနည်းချက်ကိုပြသရရောက်ခဲ့ပြီးတော့လီဗာပူးအသင်းကိုအမှတ်ဖြတ်ခွင့်စပြီးပေးလိုက်ရတယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒီဘရိုင်းရဲ့အစောပိုင်းအချိန်ကအနည်းငယ်ဒါရော့ကျသွားခဲ့ပေမဲ့ရာသီပိတ်နောက်ဆုံး2ပွဲမှာဂိုးဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့တာကြောင့်ဒါစံချိန်ကိုအမိလိုက်နိုင်ခဲ့ပါတယ်။အကယ်၍သာဘုံမောင်းတဲ့ပွဲမှာသူကလူစားဝင်ကစားခွင့်ရခဲ့ရင်ဒီစံချိန်ရှင်တွေထဲမှာသူကနံပါတ်1နေရာမှာရောက်ရှိနေနိုင်ပါတယ်။နံပါတ်1နေရာကစားသမားကတော့ Thierry Henry ပါ။ဒီကစားသမားက De Bruyne နဲ့အကြိမ်ရေအတွက်ချင်းတူနေပါတယ်။သူ့အနေနဲ့ဂိုးဖန်တီးမှုအကြိမ်20ကို2002-2003ဘောလုံးရာသီတုန်းကပြုလုပ်ထားနိုင်ခဲ့တာပါ။2019-20မှာ De Bruyne ကပွဲအရေအတွက်ပိုနေပြီးတော့စံချိန်တင်ခဲ့တာမှန်ပေမဲ့ Henry ကတော့အဲ့ဒီရာသီမှာဂိုးဖန်တီးမှု20အပြင်သွင်းဂိုး24ဂိုးပါရရှိခဲ့တာဖြစ်ပါတယ်။ Henry ကိုဂိုးဖန်တီးမှုအကြိမ်ရေအတွက်တူပေမဲ့ဒါ De Bruyne ထက်ကျော်ပြီးတော့အဆင့်1နေရာမှာထားရခဲ့ကြတာဖြစ်ပါတယ်။ထူးခြားတာက Henry ရဲ့ဒီလိုစွမ်းဆောင်ရည်ကအာဆင်နယ်ကိုချန်ပီယံဖြစ်အောင်မစွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ Van Nistelrooy ရဲ့ဂိုးသွင်းစွမ်းရည်ကြောင့် Manchester United ကပဲအဲ့ဒီနှစ်မှာချန်ပီယံဖြစ်သွားခဲ့ပါတယ်။ Nistelrooy ကဂိုးရှိမှာအပိုင်ပိတ်သွင်းနေချိန်မှာ Henry ကတော့သူ့ရဲ့ထူးခြားလှတဲ့နီးစနစ်နဲ့အမှုပညာဆန်တဲ့ကစားကွက်တွေကြောင့်ပြည်သက်တွေရဲ့နှလုံးသားကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။အာဆင်နယ်ပြည်သက်တွေအတွက်တော့ Henry ရဲ့2002-2003ဘောလုံးရာသီကိုဘယ်တော့မှမေ့နိုင်ကြမှာမဟုတ်ပါဘူး။ဒါကတော့ကျွန်တော်အနေနဲ့ Premier League တရားသီအတွင်းဂိုးဖန်တီးမှုတယောက်တည်းအများဆုံးပြုလုပ်ထားနိုင်တဲ့ကစားသမားတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အခုဆိုရင် Man U အသင်းကဒီကပတိန် Bruno Fernandes ကဂိုးဖန်တီးမှု16ချိန်အထိပြုလုပ်ထားနိုင်ပြီးတော့သူ့အနေနဲ့နောက်ထပ်ကစားဖို့3ပွဲအထိကြန့်ရှိနေပါသေးတယ်။ Bruno Fernandes အနေနဲ့နောက်ဆုံးကြံတဲ့3ပွဲမှာဂိုးဖန်တီးမှု2ချိန်ပဲပြုလုပ်ဖို့လိုအပ်တော့တာဖြစ်ပါတယ်။ Bruno Fernandes အနေနဲ့ဒီလိုမျိုးဂိုးဖန်တီးမှုအများဆုံးစံချိန်ရှင်ဖြစ်သွားမလားဆိုတာ Bro အနေနဲ့ comment မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးခဲ့ကြပါဦး။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းထပ်မံဆုံနေနိုင်ဖို့ like follow subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာ။